ပေါ်တူဂီမှာရိုနယ်ဒိုဘာကြောင့်မရှိမဖြစ်ရတာလဲအားလုံးပဲမင်္ဂလာပါခင်ဗျာ YGN ထေတန်းစပေါ့ကနေပြန်လည်ကြိုလိုက်ပါတယ်ခရစ္စတီယာနိုရိုနယ်ဒိုဟာလာမယ့်ဖေဖော်ဝါရီဆိုရင်အသက်42နှစ်ပြည့်ပါတော့မယ်ဒီအသက်အရွယ်မှာဘောလုံးကစားနိုင်သေးတယ်ဆိုတာအံ့ဩစရာဖြစ်တယ်လို့ကမ္ဘာဖလားမှာပါနိုင်ငံအသင်းကိုဆက်ပြီးဦးဆောင်မယ်ဆိုတာပိုလို့အံ့ဩစရာဖြစ်နေပါတယ်ရိုနယ်ဒိုကပြီးခဲ့တဲ့ကမ္ဘာဖလားခြေစစ်ပွဲမှာသူကစားခဲ့တဲ့နောက်ဆုံးပွဲအနီးကပ်ထိပြီးထွက်ခွာခဲ့ရပါတယ်ရိုနယ်ဒိုမပါတဲ့ခြေစစ်ပွဲမှာလည်းပေါ်တူဂီကဂိုးပြတ်နိုင်ပွဲရှာဖွေနိုင်ခဲ့တဲ့အခါပရိသတ်တချို့ကရိုနယ်ဒိုကိုနိုင်ငံအသင်းကနေချန်လက်ထားခဲ့တဲ့ကြောင်းဝေဖန်မှုတွေပြုလုပ်လာကြပြန်ပါတယ်။တကယ်တော့ဝေဖန်သူအနေနဲ့သင်ခန်းစာယူသင့်နေပါပြီ။ရိုနယ်ဒိုကိုအရန်ခုန်ထားဖို့ကြိုးစားခဲ့တဲ့2020ကမ္ဘာဖလားတုန်းကပေါ်တူဂီဘယ်လိုအဆုံးသတ်တယ်လဲဆိုတာအားလုံးလည်းမှတ်မိနေကြမှာပါ။ပေါ်တူဂီကရိုနယ်ဒိုပြန်လည်ဦးဆောင်တော့နွေရာသီတုန်းကမှနေရှင်လီဖလားကိုပူပူနွေးနွေးရရှိထားပါတယ်။ရိုနယ်ဒိုကနိုင်ငံအသင်းအတွက်ပွဲများဆုံးပါဝင်ကစားထားရင်နိုင်ငံအသင်းအတွက်လည်းဂိုးများဆုံး143ဂိုးထိကိုသွင်းယူပေးထားပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးပေါ်တူဂီနီးပြကြီးရိုဘယ်တိုမာတီနက်ကရိုနယ်ဒိုဟာဘာကြောင့်ပေါ်တူဂီအတွက်မရှိမဖြစ်ကစားသမားဖြစ်နေရတယ်လဲဆိုတာအခုလိုရှင်းပြလာခဲ့ပါတယ်။အမှုချင်းကြောင့်ပါကျွန်တော်တို့စက်တိုက်လေးလာနေတဲ့ထောက်တိုင်၃ခုရှိပါတယ်။ဒါတွေကပါရမီအတွေ့အကြုံနဲ့ပေါ်တူဂီအတွက်ယူဆောင်လာပေးနိုင်မယ့်အမှုချင်းတွေပါ။ရိုနယ်ဒိုရဲ့နိုင်ငံအသင်းမှာပါဝင်နိုင်ဖို့နိုင်ငံအသင်းကိုကူညီပေးနိုင်မှုပြသနေတဲ့အမြင့်ဆုံးစွမ်းဆောင်ရည်ကြောင့်သူ့ကိုကျွန်တော်တို့ရဲ့လူစင်းမှာအမြဲတမ်းထည့်ပေးနေရပါတယ်။သူ့ရဲ့အကောင်းဆုံးဖြစ်ရမယ်ဆိုတဲ့စာလောင်မှုကိုအားရစရာပါ။တိုက်စစ်မှုတယောက်အတွက်ပွဲ30ကနေ25ဂိုးသွင်းနေဆိုတာသူကနိုင်ငံအသင်းကိုလည်းအများကြီးအကူအညီပေးနိုင်အောင်မယ်ဆိုတဲ့သဘောတရားပါပဲလို့မာတီနက်ကရှင်းပြသွားခဲ့ပါတယ်။ရိုနယ်ဒိုဟာ sorry မှာအကောင်းဆုံးခြေစွမ်းပြနေရင်ကမ္ဘာဖလားစီမချေတက်ခင် sorry pro league ချန်ပီယံဖြစ်နိုင်မှုရည်မှန်းနေပါတယ်။ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။